အားလုံးပဲမင်္ဂလာပါအာဆင်နယ်နဲ့ PSG တို့ရဲ့ Champions League ဒုတိယအကျော့ Semi Final Stage မေလ10ရက်နေ့ကြာသပတေးနေ့မနက်တနာရီခွဲအချိန်မှာရှင်ပြိုင်ကစားသွားတယ်အဲ့တော့ဒီပွဲအားလုံးပဲစောင့်နေကြမယ်လို့ထင်တယ်ကျွန်တော်ပါဝင်အာဆင်နယ်ပရိသတ်တွေအားလုံးအာဆင်နယ်ကိုအားပေးဖို့အဆင်သင့်ပဲလားဒီပွဲမှာအာဆင်နယ်တက်မယ်လို့ကျွန်တော်တို့တရားရခိုင်နှုန်းယုံမိတ်ဆွေတွေလည်းဒီလိုပဲယုံကြည်ထားမယ်လို့ထင်တယ်အာဒီတာကိုမကြိုက်တဲ့ fan တွေရောဘာတွေအကုန်လုံးဒီချိန်မှာစီစီလုံးလုံးအာဆင်နယ်ကိုအားပေးဖို့အတွက်မျှော်လင့်နေဘယ်လိုဖြစ်ကျွန်တော်တို့ final ကိုရောက်ပြီး Champions League ရသွားခဲ့တယ်ဆိုကျွန်တော်တို့အသင်းအတွက်တမိုင်းတစ်တစ်ခုဖြစ်လာမှာပေါ့နော်မြူနစ်ကွင်းမှာချန်ပီယံအသစ်တွေတမိုင်းရေးထိုးနေကြဆိုရဲခြေနေတစ်ခုကလည်းရှိနေသေးတယ်အဲ့တော့ PSG ဖြစ်မလား Arsenal ဖြစ်မလားတစ်ဖက်ကတက်လာမယ့်နှစ်သင်းလုံးက fly ရပြီးသားအသင်းတွေဖြစ်နေတယ်အဲ့တော့ PSG နဲ့ Arsenal ကချန်ပီယံအသစ်များဖြစ်လာအောင်မလားဆိုတော့ကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားနေပြီပေါ့နော်အဲ့တော့ဖြစ်နိုင်ရင်တော့ကျွန်တော်တို့ Arsenal ကိုပဲချန်ပီယံဖြစ်စေချင်တယ်ဒါကတော့ fan တယောက်အနေနဲ့တော့ပဲကြီးရပဲပြောပေါ့နော်ဒီပွဲမှာကျွန်တော်အချက်လက်တွေအများကြီးမသုံးသပ်နေတော့ဘူးဘာလို့လဲဆိုတော့ PSG အသင်းကပထမကြောအတိုင်းပဲလူစရင်းကအပြည့်ပြန်ပါလာဖို့ပဲရှိတယ်အဲ့မှာအများကြီးအပြောင်းလဲဖြစ်လာမယ်လို့မထင်ဘူးအာဆင်နယ်အသင်းကတော့ Julian Timber ကဒဏ်ရာရရှိနေတဲ့အနေအထားထဲမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ပွဲမီပြန်လာနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်ကာလာဖီယိုရီကတော့ပွဲမီပြန်ပြီးတော့ကောင်းလာမယ်ဆိုတဲ့သတင်းတွေတက်လာတဲ့အတွက်ကြောင့်မလို့ second line ရဲ့အနေနဲ့ကတော့ကျွန်တော်တို့အနေငယ်စိတ်ချရတဲ့အနေအထားတော့ရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့ပါတီးပြန်ပါလာတဲ့အာဆင်နယ်ရဲ့ကွင်းလေကို PSG အနေနဲ့ရှင်မကစားနိုင်ဖို့ပဲများတယ်ပါချုပ်မှာပါတီးမပါခဲ့တာတော့ PSG အသင်းက2-0နဲ့ပဲအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မျှော်လင့်စရာအများကြီးရှိတယ်ဒီပွဲမှာကျွန်တော်တို့တကိုးသွေးရုံနဲ့တည်ရည်ဆိုတဲ့ရလက်ကိုရမှာဖြစ်ပြီးတော့နှစ်ကိုးအသာနဲ့တာကျွန်တော်တို့စော့နိုင်ခဲ့မယ်ဆိုရင်ဒီပွဲကပွဲချိန်မိနစ်90အတွင်းမှာပြတ်မဲ့ပွဲတစ်ပွဲဖြစ်သွားမယ်အဲ့တော့ကျွန်တော်လည်းဖြစ်စေချင်တာကိုပွဲချိန်မိနစ်90အတွင်းမှာပြတ်သွားစေချင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ Luis Enrique လည်းပဲအရေးချင်းရှိပြီးတော့အတွေ့အကြုံအများကြီးရှိတဲ့နည်းပြပါတစ်ဖက်ကအတင်းမှာရှိနေတဲ့လူတွေကလည်းပို့တန်တဲ့ကစားသမားတရားမှမပါဘူးတကယ်ကမ္ဘာအကောင်းဆုံးကစားသမားတွေကိုလည်းသူတို့လည်းခေါ်ဆူထားခဲ့တာအဲ့အတွက်ကြောင့်မလို့အာဆင်နယ်အသင်းကဒီပွဲကိုလွယ်ကူနိုင်စရာအကြောင်းကတော့ဘာမှမရှိဘူးဒါပေမဲ့အာဆင်နယ်အသင်းရဲ့လက်ရှိအသင်းဖောင်လက်ရှိအသင်းမှာကစားနေတဲ့ကစားသမားတွေရဲ့ work rate ကိုကျွန်တော်တို့ပြန်သုံးသပ်မယ်ဆိုရင်အာဆင်နယ်အသင်းကဒီပွဲကိုအနိုင်ရနိုင်ကြ100% ရှိပြီးသားအဲ့တော့ကျွန်တော်လည်းအဲ့လိုပဲယုံကြည်ထားတယ်ကြာမင်းနဲ့မနေ့ပွဲအတွက်ကိုကျွန်တော် watch along လုပ်ပေးမယ်ပေါ့နော်ကျွန်တော်တို့တကယ်ချင်းနေတဲ့အတူတူကြည့်ခြင်းနဲ့အကယ်လို့အတူတူလာကြည့်ပြီးတော့ပျော်ခြင်းနဲ့ brother တွေလည်းလာ join လို့ရတယ်ကျွန်တော်လည်းအတူတူလာကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အိမ်နဲ့ပွဲကြတော့မှပဲပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့ preview အစီအစဉ်လေးကိုဒီမှာပဲရပ်တန့်လိုက်ပါတယ်ကျွန်တော်တို့နောက်တစ် video နဲ့ပြန်လည်ဆုံတွေ့ပါမယ်အဆုံးထိကြည့်ရတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးတွေဖြစ်ကြပါစေ